ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ကျွန်တော်တို့ရောဒေတာရဲ့အထင်ကြီးတစ်ခုဖြစ်တဲ့တောင်မမြောက်တော့စီးစင်းနေတဲ့မြေတံမီကြီးကိုကားလန်းနဲ့ရထားလန်းပူတွဲတိစောက်ထားတဲ့တရားကြီးပေါ်ကနေလမ်းမြင်ရတဲ့မြေတံမီရဲ့အလှရှုခင်းနေပဲပြပါတယ်ခင်ဗျာအားလုံးပဲမြေတံမီကြီးကိုအလွမ်းပြေကြည့်ရှုနေတဲ့အတွေ့ရက်ကူးပေးလိုက်ရပါတယ်ခင်ဗျာစံကြောင်လေးများတွေ့စီးစင်လို့နေတဲ့ဒီမြကြည်လင်တဲ့ကျုပ်တို့ရဲ့ရောချောင်းရဲ့တခါလာချိုးပြီးရပြန်ကြောင်နဲ့ဖြစ်မယ်နော်ပြူမာတဲ့ရောမီစီရနာတာချီတဲ့နော်God